မအားလာကကြောက်ဖြူကိုတရုတ်စီထိုးကြွေလဲကြောက်ဖြူအရေးကအေရဲ့နိုင်ငံရေးစစ်ရေးပေါ်မှာပဲမူတည်နေပြီးခဲ့တဲ့မော်စကိုကပွဲမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံခဲ့ပါတယ်သမ္မတရှီကမြန်မာပြည်ထဲကတရုတ်ရဲ့အကျိုးစီးပွားတွေကိုအပြည့်အဝအကာအကွယ်ပေးဖို့မအားလာကိုထပ်မံသတိပေးလိုက်ပါသေးတယ်မအားလာလိုအပ်တာတွေကိုလည်းဆက်ပြီးတော့ကူညီထောက်ပံ့ပေးမဲ့သဘောပြောလာပါတယ်သမ္မတရှီရဲ့မအားလာတို့မော်စကိုကတွေ့ဆုံမှုအပြီးမှာပဲတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေအခုလိုထုတ်ပြန်ပြောဆိုလာတာပါရုရှားနိုင်ငံမော်စကိုတွေ့ဆုံမှုမှာမအားလာကသူလုံးမဲ့ရွေးကောက်ပွဲနဲ့တရုတ်အကြိုက်ရခိုင်ကကြောက်ဖြူကိုအလဲလဲလုတ်ခဲ့တဲ့သဘောမျိုးတွေ့ရတယ်လို့လည်းစည်ရေးသုံးသက်သူတွေကတော့ပြောဆိုထားပါတယ်ရခိုင်ကြောက်ဖြူမြို့ကတရုတ်ရဲ့ရွှေသဘာဝတန်းငွေစီမံကိန်းနဲ့ရေနံပလိုင်းစီမံကိန်းတွေတည်ရှိတဲ့မြို့ဖြစ်ပါတယ်ပြီးတော့စစ်ကောင်စီအတွက်နိုင်ငံခြားဝင်ငွေအမြောက်များရရှိနေတဲ့မြို့ဖြစ်တယ်လို့ပင်လယ်ရေနက်စိတ်ကမ်းတည်ရှိရာမြို့လည်းဖြစ်တယ်ပြီးတော့တရုတ်အတွက်ကြောက်ဖြူကပြည်ဝနိုင်ငံရေးအရာလည်းအလွန်ရေးပါတဲ့မြို့တစ်မြို့လည်းဖြစ်နေတာပါအခုလက်ရှိမှာတော့တရုတ်အနေနဲ့မြန်မာပြည်အရေးမှာတော့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်အပေါ်မှာအတိုင်းအတာတစ်ခုထိကိုထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့အာရခတ်တော် A နဲ့ကြတော့ PR ပေးတာမျိုးအခုထိကိုမတွေ့ရသေးပါဘူးရခိုင်ကြောက်ဖြူကစီရေးအခြေအနေရဆိုရင်တော့ A ကကြောက်ဖြူကိုမသိမ့်ပေမဲ့လည်းတမျိုးလုံးကိုတော့ဝင်းရံပိတ်ဆို့ထားပါတယ် A ကဒါကြောက်ဖြူကိုအပြတ်သက်ဖြုတ်ပြနိုင်ရင်တော့ A အပေါ်မှာတရုတ်ကဘယ်လိုသဘောထားရှိတယ်ဆိုတာကိုတော့တန်းပြီးသိနိုင်လာမယ်အခုတော့တရုတ်က A အပေါ်မှာတစုံတရာပြင်းပြင်းထန်ထန် PR ပေးတာကိုလည်းမတွေ့ရသေးပါဘူးနောက်ပိုင်းဘက်ကပုံမှန်ဆွေးနွေးပွဲအခင်းချင်းတွေမှာပဲတရုတ်နဲ့ A တို့ကထိတွေ့ဆက်ဆက်နေတဲ့သဘောမျိုးပါပဲရှိပါသေးတယ်မဟာလာကလည်းတရုတ်သမ္မတရှီကျင်းဖျင်နဲ့မော်စကိုတွေ့ဆုံမှုမှာတော့မြန်မာပြည်ကအခြေအနေကိုပြောပြခဲ့တယ်လို့ပြောဆိုထားတယ်အဲ့ဒီလိုပြောဆိုပြီးရပိုင်းအတွင်းမှာပဲကြောက်ဖြူမှာစစ်ကောင်စီနဲ့ A တို့တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်လို့ဒေသတွင်းသတင်းကြီးတွေနဲ့ဒေသအခြေစိုက်သတင်းမီဒီယာတွေကလည်းပြောဆိုထားပါသေးတယ်တိုက်ပွဲအခြေအနေတွေကိုစောင့်ကြည့်ရသလောက် A ဘက်ကလည်းထိုးစစ်ဗျူဟာကိုနှစ်ပေါက်တစ်ပေါက်ရိုက်ချက်နဲ့ပွဲတည်ပြီးကစားနေပုံရတယ်တိမ့်မိတ်ထားပြီးဖြစ်တဲ့ပေါတော်မြို့နယ်နဲ့တန်တွဲမြို့နယ်ကိုင်းနဲ့ပင်လယ်အနာသက်တိုက်ပွဲတွေလောက်ကြောက်ဖြူစစ်ပွဲကတဲကြီးမဲကြီးမတိုက်သေးပဲစစ်ကူမြူနေသေးပဲလို့အခုကြောက်ဖြူကတိုက်ပွဲအခြေအနေကိုတော့စည်ရေးလေးလာသူတွေကတော့ပြောဆိုထားတာပါအခု A ကကြောက်ဖြူကိုအလုံးကြီးနဲ့ဝင်မတိုက်သေးပဲနဲ့ပိတ်ဆို့ထားတဲ့အခြေအနေကြောင့်စစ်ကောင်စီကကြောက်ဖြူမကြစေဖို့ခံစစ်ကိုအသေးချပြင်ဆင်ထားတယ်အဲ့ဒီလိုပဲတရုတ်ကလုံခြုံရေးတွေကိုလည်းမဟာလာကကြောက်ဖြူကိုခေါ်ထည့်ထားပါသေးတယ်မဟာလာကမော်စကိုခီးစဉ်အတွင်းမှာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံပြီးနောက်ပိုင်းသမ္မတရှီကသတင်းစကားပေးပြီးတဲ့နောက်မှာတော့မဟာလာက PR ပေးတွန်းတင်လာတာကိုတွေ့မြင်ရတယ်လို့လည်းစီးရေးလေးလာသူတွေကတော့ပြောဆိုနေကြပါတယ်မဟာလာကရုရှားပြန်တရုတ်သမ္မတရှီကျင်းဖျင်ရဲ့ PR ပေးမှုတွေကြောင့်ကြောက်ဖြူစစ်ပွဲကအတိုင်းအတာတစ်ခုထိကိုပြင်းထန်လာနိုင်တယ်လို့လည်းစီးရေးလေးလာသူတွေကတော့သုံးသပ်နေကြပါတယ်မဟာလာကရွေးကောက်ပွဲတရားဝင်အတိမတ်ပြုခံရရေးအတွက်တရုတ်သမ္မတရှီနဲ့ကြောက်ဖြူကိုအပေးယူလုပ်တာကတိကဝတ်ပေးခဲ့ပုံရတယ်လို့လည်းနိုင်ငံရေးလေ့လာကဲခတ်သူတွေကတော့ရှုမြင်နေကြပါတယ်အခုလက်ရှိမှာကြောက်ဖြူကို A ကဖြုတ်ပြနိုင်ရင်တော့တရုတ်လေတံအစစ်အမှန်နဲ့အတွင်းတဘောသားကိုပိုတိလာနိုင်လောက်တဲ့စီမံကိန်းလုံခြုံရေးအကြောင်းပြပြီးတော့ရောက်ရှိနေတဲ့တရုတ်လုံခြုံရေးတပ်တွေကလည်းကြောက်ဖြူမှာစစ်ကောင်စီဘက်ကနေဒရုန်းနည်းပညာတွေပံ့ပိုးပေးနေတယ်အဲဒါကြောင့်မဟာလာကမော်စကိုအပြန်ခီးစဉ်နေ့မှာပဲကြောက်ဖြူတိုက်ပွဲခပ်ပြင်းပြင်းဖြစ်နေတာတွေ့ရတယ်လို့ဒေသခြေစိုက်စီးရေးသတင်းမီဒီယာတွေကပြောဆိုထားပါတယ်နောက်တစ်ခုကတော့စစ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ဒေါက်တာဘာရွှေကိုတော့မဟာလာကမော်စကိုခီးစဉ်မှာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံစဉ်မှာပွဲထုတ်လာတာကိုတွေ့ရတယ်လို့နိုင်ငံရေးကဲခတ်တွေကရှုမြင်ထားပါတယ်အဲ့ဒီဒေါက်တာဘာရွှေကတော့ရခိုင်ပြည်အတွက်တာဝန်ပေးခံရတဲ့အမြင့်ဆုံးစစ်ကောင်စီအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ဒါကိုထောက်ဆကြည့်ခြင်းအပြင်ကြောက်ဖြူစီမံကိန်းကိစ္စတွေကိုမဟာလာကသမ္မတရှီနဲ့တိုးတိုးတိတ်တိတ်အပေးယူလုပ်လာတာတိတာထင်ရှားတယ်လို့လည်းအကဲခတ်တွေကတော့ပြောဆိုထားပါတယ်ဒီကကြောက်ဖြူကိုဒီချက်မကစေးအရှိန်မြင့်ပြီးဖိတိုက်လာခဲ့ရင်တော့တရုတ်အော်ဒန်ကိုတော့အတိုင်းအတာတစ်ခုထိကြားရနိုင်ွယ်ရှိတယ်လို့လည်းနိုင်ငံရေးကဲခတ်တွေကတော့ကြောက်ဖြူရင်းနဲ့ပတ်သက်ပြီးပြောဆိုထားပါတယ်အခုလက်ရှိမှာတရုတ်ကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေမှာမိစာတစ်ဖက်ရေမုတ်တစ်ဖက်ဆိုတဲ့နှစ်ဖက်ကမူဝါဒကြီးကိုကောင်းကောင်းကြီးကျင့်သုံးနေတယ်ပြီးတော့စီးပွားရေးအရာကောနိုင်ငံရေးအရာပါတရုတ်ကစစ်ကောင်စီပေါ်လွှမ်းမိုးထားတယ်လို့လေ့လာသူတွေကတော့ပြောဆိုပါတယ်မြန်မာမှာစစ်တပ်အာဏာသိမ်းလိုက်လို့စစ်ကောင်စီကိုနိုင်ငံတကာကအရေးယူပိတ်ဆို့မှုတွေကြောင့်အထီးကျန်ဖြစ်နေချိန်မှာတရုတ်ကဆွဲခေါ်ပေးတဲ့ပြည်တွင်းစစ်မှာလူခွင့်ရေးချိုးဖောက်မှုတွေကြောင့်စစ်ကောင်စီကနိုင်ငံတကာအတိုင်းဝိုင်းမှာအထီးကျန်ဖြစ်နေချိန်နောက်ဆုံးအာဆီယံကတော့စစ်ကောင်စီကိုပြစ်ပယ်ဖို့လုပ်နေတဲ့အချိန်မှာပဲတရုတ်ကသူ့ရဲ့ဩဇာနဲ့အာဆီယံမှာစစ်ကောင်စီကိုပြန်ပြီးတော့နေရာရစေခဲ့တယ်တရုတ်ကမြန်မာနိုင်ငံပေါ်မှာဩဇာလွှမ်းမိုးနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိနေတယ်လို့အခုလက်ရှိတရုတ်နဲ့မြန်မာနဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးနိုင်ငံရေးအကဲခတ်တွေကပြောဆိုသုံးသပ်ထားတာလည်းဖြစ်ပါတယ်တရုတ်နိုင်ငံကိုရေနံနဲ့သဘာဝတန်းငွေပိုက်လိုင်းနှစ်ခုဖြတ်သန်းသွားရာကြောက်ဖြူမြို့နယ်မှာအထူးစီးပွားရေးဇုံနဲ့ပိုက်လိုင်းအဓိကထိပ်ချုပ်စကန်ရဲ့ပါဝင်တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ကြောက်ဖြူကိုချိတ်ဆက်မဲ့ရထားလမ်းစီမံကိန်းတွေလည်းရှိနေတာလည်းဖြစ်ပါတယ်အဲ့ဒီလိုတရုတ်ရဲ့စီမံကိန်းတွေကြောင့်တရုတ်သမ္မတရှီကျင်းဖျင်ကလည်းသူတို့ဖြစ်ချင်လှုပ်ချင်တဲ့အတိုင်းလှုပ်ရအောင်သူ့ရဲ့
ရဲ့ဩဇာညောင်းမဲ့မဟာလာကိုနိုင်ငံရေးစင်မြင့်ထက်ကိုတဖန်ပြန်ပြီးဆွဲတင်နေတာဖြစ်တယ်လို့လည်းလေးလာစောင့်ကြည့်သူတွေကဆိုပါတယ်အခုရခိုင်ကြောက်ဖြူရေးကမဟာလာအတွက်တရုတ်သမ္မတရှီကျင်းဖင်ကိုမျက်နှာကျူသွေးပြစရာလက်ကျန်တစ်ခုဖြစ်နေတယ်တစ်ဖက်မှာလည်းကြောက်ဖြူရေးက A ရဲ့နိုင်ငံရေးစည်ရေးပေါ်မှာပဲလုံလုံလားတီမီနေတယ် A ကတော့သူ့သမိုင်းသူရေးပြီးသူ့လို့သူကောင်းကောင်းလုပ်ပြပါလိမ့်မယ် A အနေနဲ့ကြောက်ဖြူကသာအပိသက်တိုက်နိုင်ရင်တော့နောက်တစ်ချိန်မှာသမ္မတရှီကျင်းဖင်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ရမယ့်သူကတော့ A ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပဲဖြစ်ပါတယ်လို့လည်းနိုင်ငံရေးလေးလာစောင့်ကြည့်သူတွေကပြောဆိုထားပါတယ်